communicate မလုပ်ခင်မှာပြင်ဆင်ထားရမယ်အချက်၃ချက်ရှိပါတယ်။ဘာကြီးလဲဆိုလို့ရှိရင်ဒီအချက်က project manager ပဲနေနေဒီတခြားအလုပ်တွေကိုလုပ်နေတဲ့သူတွေပဲဖြစ်ဖြစ်ကိုယ့်ရဲ့လုပ်ငန်းခွင်မှာတနေ့တနေ့ communicate လုပ်တဲ့အခါမှာဘယ်လိုမျိုးဒါ communicate မလုပ်ခင်မှာဘယ်လိုမျိုးပြင်ဆင်ရမယ်ဆိုတဲ့အချက်ကလေးကိုမျှဝေခြင်းပါတယ်။အဲ့တော့ communicate မလုပ်ခင်မှာပြင်ဆင်ထားရမယ်အချက်၃ချက်ရှိပါတယ်။ဘာကြီးလဲဆိုလို့ရှိရင်ဒီအချက်က purpose လို့ခေါ်တဲ့ရည်ရွယ်ချက်ပေါ့နော်။ကိုကဘာအတွက်ကြောင့်ဒီ communication ကိုလုပ်မှာလဲ။ဘာစကားကိုပြောမှာလဲ။ဘယ်သူတွေနဲ့ပြောမှာလဲ။ဒါတစ်ချက်ပေါ့နော်။နောက်နံပါတ်2အချက်ကကျတော့ကိုပေးခြင်းတဲ့ message သူတို့ကိုဘယ်လိုမျိုး message ကိုပေးချင်တာလဲပြောချင်တာကဘာလဲဆိုလို့ရှိရင် communicate လုပ်တဲ့အခါမှာစကားတွေအများကြီးပြောပြီးတော့လူရင်းမရောက်ပဲဖြစ်တာမျိုးကိုရှောင်ရှားဖို့အတွက်ကိုဆရာတို့ကကြိုတင်ပြင်ဆင်တဲ့အခါမှာကိုပေးချင်တဲ့ message ကဘာလဲကိုပေးချင်တဲ့အချက်လက်ကဘာလဲဆိုတာကိုတိကျကျမှတ်ထားဖို့လိုတယ်အဲ့ဒါကိုရှင်းလင်းအောင်ပြောဖို့လိုတယ်နောက်နံပါတ်3ချက်ကတော့ဘာလဲဆိုလို့ရှိရင်ကိုပြောလိုက်တဲ့အခါမှာပြန်ပြီးတော့မေးလာနိုင်တဲ့မေးခွန်းမျိုးတွေအဲ့တော့ဘလို့မေးခွန်းတွေကိုသူတို့ပြန်မေးနိုင်တယ်လေဆိုတဲ့ဟာတွေကိုလည်းပဲကြိုပြီးတော့ပြင်ဆင်ထားဖို့လိုပါတယ်အဲ့တော့ communication တစ်ခုလုပ်တော့မယ် presentation တစ်ခုလုပ်တော့မယ် meeting တစ်ခုမှာသွားပြီးတော့ဆွေးနွေးတော့မယ်ဆိုလို့ရှိရင်မဖြစ်မနေအရန်အရေးကြီးတဲ့အချက်ကတော့ကြိုတင်ပြင်ဆင်မှုလို့ခေါ်တဲ့ preparation လုပ်တာပါ preparation လုပ်ဖို့အတွက်ကိုဒီချက်ခုနကတော့ရှင်းပြသွားတယ်အချက်၃ချက်ကိုပြင်ဆင်သွားမယ်ဆိုလို့ရှိရင်တော့ communication လုပ်တဲ့အခါမှာပို့ပြီးတော့ထိရောက်တဲ့ communication လုပ်နိုင်လိမ့်မယ်လို့ညွှန်လင့်ပါတယ်